ဒီနေ့ကတော့ကျမတို့အရန်ချီရတဲ့တငယ်ချင်းကင်နူရဲ့မင်္ဂလာပွဲလေးပေါ့နော်ဆိုတော့အဲ့ဒီမင်္ဂလာပွဲလေးမှာကျမတို့ ਨੇ အတူမရှိနိုင်တဲ့ကင်နူရဲ့အခြေအဆုံးဖြစ်တဲ့ကင်နူကိုအချစ်ဆုံးဖြစ်တဲ့တငယ်ချင်း Jasmine လေးကနေပြီးမှအဝေးတနေရနေကျမစီကိုစာလေးပို့ပေးခဲ့တယ်ပေါ့နော်အဲ့ဒါလေးကိုဒီနေရာမှာကျမအနေနဲ့ Jasmine ရဲ့ကိုစာဖတ်ပေးသွားမှာဖြစ်ပါတယ်ဒီမင်္ဂလာပွဲလေးကတော့ Jasmine အတက်ချင်ဆုံးပွဲဖြစ်ခဲ့တာဒါပေမဲ့အခုတော့အဝေးကနေပဲစာရေးလိုက်ရပါတယ်တရိုးသမီးနဲ့ Jasmine တို့က TU မှာ6နှစ်လုံးအတူတက်လာကြတဲ့အပြင်9နေတဲ့အဆောင်ပါတူနေပြန်တယ်မောင်နှမအထဲမှာမင်္ဂလေးတယောက်တည်းဖြစ်တဲ့ Jasmine အတွက်တော့တရိုးသမီးကတငယ်ချင်းဆိုတာထက်စိတ်ချစွာနဲ့အရာရာကိုပြောပြလို့ရတဲ့အညီမတယောက်လိုဖြစ်နေပေးခဲ့တာပါသူမင်္ဂလာဆောင်မဲ့တရင်ကြတော့နှမျောစိတ်ကအရင်ဝင်ပြီး Jasmine မျက်ရည်ကျနေမိတာနောက်မှတေချာစဉ်းစားရင်တကယ်တော့3နှစ်လုံးကိုအမြဲချစ်ပြီးစိတ်လုံးချုံမှုပေးနိုင်သူရှာတွေ့သွားမှပြန်တတိထားမိတော့သူ့အတွက်ဝမ်းသာပြီးစိတ်အေးသွားရတယ် Jasmine ရဲ့တငယ်ချင်းကတတိတော်ကောင်းတယ်ကြောက်ဖို့ကောင်းတဲ့တရေကားတွေလည်းညဘက်မှာတယောက်တည်းကြည်ရဲလို့လေပြီးတော့သူကစိတ်ညစ်စရာဝမ်းနည်းရတဲ့အကြောင်းတွေရှိရင်တောင်ဖွင့်ပြောတတ်သူမဟုတ်ဘူးအကူကြီးလည်းမတောင်းတတ်ဘူးအေးဆေးနေရင်တယောက်တည်းဖြည့်ရှင်းဖို့ကိုပိုရွေးချယ်တတ်တယ်အမြဲတမ်းနေဖို့စ조사နေတတ်သူမျိုးပေါ့တခါတလေကျသူ့မှာခံစားတတ်တဲ့နှလုံးသားရောရှိရလားလို့တွေးမိတဲ့အချိန်လည်းရှိတယ်ဒါကြောင့်မို့ပဲအဲ့ဒီလူကလက်ထပ်ဖို့ဆုံးဖြတ်တာကိုချီရင်တခုတွေးလာမိတယ်အော်သူလည်းသတို့သားကိုတကယ်ချစ်လို့ပါလားလို့လေတယောက်တည်းအဆင်ပြေနေပါရဲ့နဲ့ကိုနားမှာတယောက်ယောက်ရှိဖို့ရွေးချယ်တာကအများကြီးချစ်လို့ဆိုတဲ့အတိတ်ပဲလေနော်ဒါကြောင့်မို့သတို့သားဖြစ်တဲ့အကိုစီမှာပြောချင်တာလေးရှိပါတယ်မိဘမောင်နှမတွေကတမိုးထားပြီးတော့အလိုလိုက်ခံရတဲ့သမီးJasmine တို့တငယ်ချင်းတွေရဲ့အားကိုးပြီးတော့အချစ်ရဆုံးဖြစ်တဲ့ကင်နူကိုအကိုစီမှာအထားရမို့ဂယုတဆိုင်နဲ့ဆောင်းလျှောက်ပေးပါအကိုကိုချစ်တဲ့စိတ်ယုံကြည်တဲ့စိတ်နဲ့အကိုမိသားစုထဲဝင်လာတဲ့သူမို့အမြဲချစ်ပြီးသူ့အတွက်ကလေးတယောက်လို့စိတ်လုံးချုံစွာနဲ့နေ့ရက်တိုင်းဖြစ်တန်းလို့ရတဲ့အိမ်လေးဖြစ်နေပေးပါစိတ်ဆိုးစရာရှိလာရင်တောင်မှမအော်ပါနဲ့တမတလို့ဖြစ်နေပေမဲ့သူနှလုံးသားကခံစားလွယ်တာမလို့ပါ Jasmine တို့သူဝမ်းနေမှာကိုမလိုလားဘူးငိုအောင်လုပ်ရင်အများကြီးမတွေးပဲပြန်လာလို့မှာပါအကိုတို့အိမ်က Jasmine တို့အိမ်နဲ့နီးလေးဆိုတော့လေတကယ်ပဲရှင်မင်္ဂလာပွဲတောင်ရောက်လာပြီအရာအလုံးကဘုရားသခင်ရဲ့ကျေးဇူးတော်ပဲเนาะအရင်တော့ကဒါမျိုးဆိုဗဇက်ပေါ်ကအပြောတက်ပဲဖြစ်နေခဲ့တာလေရှင်ပျော်ရွှင်ပါစေเนาะဘလို့အချင်းနေမှာပဲဖြစ်ဖြစ် Jasmine ကရှင်ဘေးမှာဆိုတာလေးကိုအမြဲမှတ်ထားပြီးတော့စိတ်ကောက်ကြရင်6လလောက်မပြောမခေါ်တာမျိုးမလုပ်ကြတော့ဘူးเนาะရှင်ကလေးလေးတွေအတွက် Jasmine ကအမြဲမိမိုက်နေတဲ့အတော်နေရာကနေတာဝန်ယူပေးမယ်ဒီနေ့တကယ်အပြင်မှာမတွေ့ရတော့နှမျောလိုက်တာဒါပေမဲ့ရှင်အရန်လာနေမယ်ဆိုတာကိုတော့တည်ထားပါတယ်ဘာလို့ဆို Jasmine တို့ TU Mechanical Major ရဲ့ Queen တယောက်ပဲလေဒီလောက်နဲ့ပဲရလိုက်ပါမယ်အခုလို speech ပြောခွင့်ရလို့ကျေးဇူးတင်ပါတယ် I love you เนาะကျေးဇူးများကြီးတင်ပါတယ်အဲ့ဒီအပြင်ကျမအနေနဲ့ကျမတို့ချီရတဲ့ဦးပေါပြီးနဲ့တငယ်ချင်းကင်နူလေးဒီဖျားဆုံးဖက်ပေးတဲ့ဇနီးမောင်တန်းဒီနေ့ကနေစပြီးတော့အသက်ထက်ဆုံးလူအများကနေလေးစားအားကြရတဲ့ခရိယန်အိမ်ထောင်မိသားစုဖြစ်ပါစေလို့တငယ်ချင်းချင်းတို့ကတငယ်ချင်းတွေအားလုံးရဲ့ကိုစားထမှန်ပြီးတော့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်